Hello မေမေနဲ့အတူတူဒီလိုအယုတ်ကလေးကိုလိုက်ထိုးကြည့်ကြရအောင်နော်ဒီအယုတ်ကလေးကဒီရဲ့ခန္ဓာကိုယ်လေးထိုးတတ်သွားတဲ့ယုံကြောင်ဘဲပေါ့နော်ဒီလိုဝဝင်လေးတွေအမျိုးစုံထိုးလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခန္ဓာကိုယ်ထိုးနည်းလေးကိုလိုက်ကြည့်လိုက်ရအောင်နော်အရင်ဦးဆုံးအနေနဲ့ခြီထိုးဖို့အတွက်မစ်ကော်တွန်ဒါမှမဟုတ်5 line ခြီလေးတစ်လုံးလိုပါမယ်မချိတ်လေးလည်းလိုမယ်ပြီးရင်ကကြီးတစ်ချောင်းနဲ့အကလေးတစ်ချောင်းလိုပါမယ်မင်းကတော့အကလေးကို3.5လေးသုံးထားတယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့မက်ချ်ရင်8ချက်စထိုးပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်10ချက်အချစ်ရင်လေး8ချက်ရပြီဆိုလို့ရှိရင်ဒီပထမဦးဆုံးထိုးခဲ့တဲ့နေရာလေးကိုမှတ်ချိန်မှတ်ပါမယ်ပထမဦးဆုံးထိုးခဲ့တဲ့နေရာလေးကိုမှတ်ချိန်မှတ်လိုက်ပါပြီးပြီဆိုရင်ဒီမှာပုံနေတဲ့အစတေးသေးလေးကိုဆွဲလိုက်ပါမယ်ဆွဲလိုက်ရင်အခုလိုမျိုးဆက်ဝိုင်းပုံစံလေးရတော့မှာဖြစ်ပါတယ်ပြီးရင်ဒီမှတ်ချိန်မှတ်ထားတဲ့နေရာလေးကနေစပြီးတော့မှတပေါက်ကို2ချက်နှုံးနဲ့8ချက်ပြည့်တဲ့အထိထိုးရမှာဖြစ်ပါတယ်ဆိုတော့မှတ်ချိန်လေးကိုဖြုတ်လိုက်မယ်ပြီးရင်ဒီရဲ့တပေါက်ထဲမှာပဲတိုင်တူ2တိုင်ထိုးမှဖြစ်ပါတယ်1တိုင်2တိုင်ဒီပထမအပေါက်ကလေးကိုမှတ်ချိန်ပြန်မှတ်ပါမယ်ဒီလိုမျိုးတစ်ပေါက်ကို2ချက်ကိုတစ်ခါမှတ်ပြီးတော့မှ8ခါတိတိထိုးမှဖြစ်ပါတယ်2တိုင်ထိုးမယ်2ခါတိုင်တူ2ခါထိုးမယ်3ခါတိုင်တူ2တိုင်ထိုးမယ်4ခါတိုင်တူ2တိုင်ထိုးမယ်5ခါတိုင်တူ2တိုင်ထိုးမယ်6ခါတိုင်တူ2တိုင်ထိုးမယ်9ခါတိုင်တူ2တိုင်ထိုးမယ်10ခါဒါဆိုရင်တော့တိုင်တူစုစုပေါင်း16တိုင်နဲ့စဝိုင်းပုံစံလေးရတော့မှာဖြစ်ပါတယ် round 3မှာတော့တိုင်တူတစ်ခါတိုင်ပွားတစ်ခါထိုးပါမယ်ပထမဆုံးမှတ်ချိန်မှတ်ထားတဲ့အပေါက်မှာတိုင်တူတစ်ချက်ထိုးလိုက်ပါမယ်ပြီးရင်ဘေးပေါက်မှာတိုင်တူ2တိုင်ကိုတစ်ပေါက်ထဲထိုးပါမယ်1တိုင်2တိုင်ဒါဆိုရင်စုစုပေါင်း3တိုင်ထိုးထားတာဖြစ်လို့ပထမဦးဆုံးအပေါက်မှာမှတ်ချိန်မှတ်ပါမယ်တိုင်တူတစ်ခါတိုင်ပွားတစ်ခါကိုတစ်ချက်လို့မှတ်ပြီးတော့မှဒီမှတ်ချိန်နေရာပြည့်တဲ့အထိစုစုပေါင်း8ချက်ပြည့်တဲ့အထိထိုးရမှာဖြစ်ပါတယ်တိုင်တူတစ်ခါတိုင်ပွားတစ်ခါ2ချက်တိုင်တူတစ်ခါတိုင်ပွားတစ်ခါ3ချက်တိုင်တူတစ်ခါတိုင်ပွားတစ်ခါ4ချက်တိုင်တူတစ်ခါ
တိုင်ပွားတစ်ခါ5ချက်တိုင်တူတစ်ခါတိုင်ပွားတစ်ခါ6ချက်တိုင်တူတစ်ခါတိုင်ပွားတစ်ခါ9ချက်တိုင်တူတစ်ခါတိုင်ပွားတစ်ခါ10ချက်round 4ရောက်ပြီဆိုလို့ရှိရင်တော့တိုင်တူ2ချက်ထိုးပါမယ်တိုင်တူတစ်ချက်မချိန်မှတ်မယ်မချိန်လေးမှဖို့မမေ့နဲ့နော်တိုင်တူ2ချက်ဒါပြီးရင်ဟောဒီ3ပေါင်းမြောက်မှာဘာပဲလေးထိုးမယ်ပေါ့နော်ဘာပဲလေးထိုးဖို့အတွက်တိုင်ရှည်9တိုင်ကိုဒီတစ်ပေါက်ထဲမှာထိုးမှာဖြစ်ပါတယ်တိုင်နှစ်တိုင်ရှည်ကိုအဆုံးထိဆွဲထုတ်တာမျိုးမလုပ်ရအောင်ပေါ့နော်ပထမတရရမယ်တိုင်ကိုတစ်ချက်ပဲဆွဲထုတ်ပါမယ်3ချိုင်တရရမယ်တိုင်ရှည်ကိုတစ်ချက်ပဲဆွဲထုတ်မယ်4တိုင်တရရမယ်တစ်ချက်ပဲဆွဲထုတ်မယ်5တိုင်တော့9တိုင်ရသွားပြီဆိုရင်ဒီနေရာမှာချီလေးထွက်တာလေးတော့တေချာပြီးတော့တင်ရမယ်ပေါ့နော်9တိုင်ရသွားပြီဆိုရင်9တိုင်လုံးကိုတစ်ချက်တည်းဆွဲထုတ်မှာဖြစ်ပါတယ်ဆွဲထုတ်ပြီးသူ့ရဲ့ဘေးပေါက်မှာ1တိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်ထိတိုင်တူလေးတွေထိုးရမှာဖြစ်ပါတယ်တိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်ထိုးပြီးပြီဆိုရင်ပထမတစ်ခေါက်ကလိုပဲဘာပဲလေးထိုးပါမယ်အရစ်တိုင်းရှည်ထိုးဖို့အတွက်အရစ်ရစ်မယ်ဘေးပေါက်ထဲကနေပြီးတော့မှတိုင်ရှည်ကို2ချက်ပုံမှန်မဆွဲထုတ်ပဲတစ်ချက်ပဲဆွဲထုတ်မယ်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ပြီးသွားရင်အကုန်လုံးတစုနဲ့ဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးဒီဘက်ပြီးမှာ1 2 3 4 5 6တိုင်တိုး9တိုင်ပြန်ထိုးပါမယ်တိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်ပြီးရင်ဒီနေရာမှာလည်းဘာပဲပြန်ထိုးပါမယ်တိုင်ရှိတစ်ချက်တိုင်ရှိနှစ်ချက်တိုင်ရှိ3ချက်တိုင်ရှိ4ချက်
တိုင်ရှိ5ချက်လုံးကိုတစ်ခါတည်းဆွဲထုတ်ပါမယ်ပြီးရင်တော့အတူပေမှာ1 2 3 4 5တန်းတိုင်တူ5တိုင်ထိုးရပါမယ်1 2 3 4 5အကုန်လုံးပြီးသွားပြီဆိုရင်ခုနထိုးတဲ့ဘာပဲလေးတွေကိုပြောင်းပြန်လှန်ပေးရမှာဖြစ်ပါတယ်။ဝင်ဘာပဲလေးတွေကအထဲထဲမှာဝင်သွားပြီးတော့ကိုလိုချင်တဲ့ပုံမှာပေါ်တတ်တာမျိုးဖြစ်တတ်တယ်ပေါ့နော်။ဒါဆိုရင်အပြင်ကိုလှန်ထုတ်ပေးရမှာဖြစ်ပါတယ်အထဲထဲကိုဝင်နေတဲ့အတွက်ဆိုရင်ဒီလို3ကပုံစံလေးရလာမှာပါ row 5မှာတော့တိုင်တိုစုစုပေါင်း24တိုင်ရှိရမှာပေါ့နော်တိုင်တို24တိုင်ကိုတစ်ပေါက်ကိုတစ်ချက်နှုံးနဲ့24တိုင်ထိုးသွားမှာဖြစ်ပါတယ်အဲ့ဒါကို2တန်းထိုးရမှာပေါ့နော်24တိုင်ကို2တန်းထိုးရမှာဖြစ်ပါတယ်တစ်တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်10 11 12 13 14 15 16 19 18 19 20 21 22 23 24တိုင်တိုတွေကိုနောက်ထပ်24တိုင်24ချက်ပေါ့နော်တရန်ထိုးပြီးရင်ပြန်တွေ့ပါမယ်โอเคဘာပဲရဲ့အပေါ်မှာတိုင်တိုကြီးပဲ2တန်းထိထိုးခဲ့ပြီပေါ့နော်ဒါဆိုရင်1 2 3 4 5 6 6တန်းများကိုရောက်ခဲ့ပါပြီ6တန်းမြောက်ရောက်ပြီဆိုလို့ရှိရင်ဘာပဲပါတယ်ပုံလေးပြန်ထိုးမယ်ပေါ့နော်ဒီညမှာတိုင်တိုတစ်ချက်ထိုးလိုက်ပါမယ်တိုင်တိုတစ်ချက်ထိုးပြီးတော့မှမချိတ်ပြန်မှတ်မယ်ပြီးပြီဆိုရင်ဒီသူ့ရဲ့ဘေးမှာပေါ့နော်ဘာပဲပြန်ထိုးပါမယ်တိုင်ရှည်9တိုင်ဘူးဘာပဲလေးထိုးပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်ပြီးရင်1 2 3 4 5 6 9 10 9တိုင်ထိကိုတိုင်တူထိုးခဲ့ရမှာဖြစ်ပါတယ်1
네, 또, 리, 나, 차, 건, 시, 고. ပြီးလို့ရှိရင်ဒီနေရာမှာဘာပဲလေးထပ်ထိုးပါမယ်ဒီဘက်ကဘာပဲလေးကိုလည်းအတွင်းထဲဝင်နေတာလေးကိုအပြင်ကိုပြန်ထုတ်လိုက်ပါအောင်နော်ညာယူတရူ4 5 Okay ပြီးရင်ဒီကနေပြီးဒီအဆုံးထိတိုင်တူစုစုပေါင်း12ချက်ထိုးခဲ့ရမှာဖြစ်ပါတယ်1 2 3 4 5 6 7 8 9 10 11 12တိုင်းလေးကိုလည်းဘာပဲလေးကိုပြန်ထုတ်ပါမယ်အဲဆိုရင်တော့ဒီလိုပုံစံမျိုးလေးဖြစ်သွားမှာပေါ့နော်ပြီးရင်ဒီမှတ်ချိန်မှထားတဲ့နေရာကနေစပြီးတော့မှ slip knot ထိုးပါမယ် slip knot ထိုးဖို့အတွက်ဆိုလို့ရှိရင်မှတ်ချိန်မှထားတဲ့နေရာခြေကိုဖြုတ်တိုင်တူလိုမျိုးဒီလိုမျိုးတစ်ချက်လုံးမဆွဲသွင်းမဲ့နဲ့ဒီဆွဲယူလိုက်တဲ့ဖွမီကိုပဲဒီလိုမျိုးထိုးသွင်းမှာဖြစ်ပါတယ်ဆိုရင် slip knot လေးပြန်ထိုးပြပါမယ်ဘာနဲ့ဆွဲယူလိုက်မယ်ပြန်ဆွဲထုတ်လိုက်မယ်ဆွဲယူလိုက်မယ်ပြန်ဆွဲထုတ်လိုက်မယ်တိုက်ကနေချိန်ဆွဲမယ်ပြန်ဆွဲထုတ်မယ်ဆွဲမယ်ပြန်ဆွဲထုတ်မယ်ဒီလိုမျိုးပဲတစ်ပတ်လုံးပြည့်အောင်ထိုးသွားမှာပေါ့နော်ဆွဲမယ်ပြန်ဆွဲထုတ်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 မယ်ဒါဆိုရင်တော့အောက်ဘက်ကခန္ဓာကိုယ်အချမ်းလေးပြီးသွားပြီပေါ့နော်ဒါဆိုရင်အောက်ဘက်ကခန္ဓာကိုယ်အချမ်းလေးပြီးသွားပါပြီဒါလေးကတော့အမီလေးပေါ့နော်ဒါလေးကတော့ခြေထောက်ကလေးနဲ့လက်ကလေးပါခေါင်းပိုင်းတို့ဖို့အတွက်ပတ်တူးမှပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်